မြန်မာနိုင်ငံကြီးဟာကိုပြည်တွင်းမှာတော့ကိုသိရမလားကျွန်တော်တို့ထမင်းမစားနိုင်တဲ့သူတက်စားလို့ရှိရင်ထမင်းစားနိုင်တဲ့သူဟာအကောင်ပေါ့ဗျာနော်အင်ကြီးဝတ်စားမရှိဝတ်နိုင်တဲ့သူတက်စားလို့ရှိရင်ပစိုးလေးအင်ကြီးတွေဝတ်နိုင်အကောင်ပေါ့ဗျာနော်ပစိုးလေးအင်ကြီးတွေဝတ်နိုင်တဲ့သူတက်စားလို့ရှိရင်ဘေးတို့ဝတ်နိုင်တဲ့အကောင်ပေါ့ဘေးတို့တက်စားလို့ရှိရင်စတိုးဆိုင်ကဝတ်နိုင်လို့ရှိရင်အကောင်ပေါ့ဗျာနော်နောက်ဆုံးထိုင်းနိုင်ငံကထုတ်တဲ့ပစ္စည်းလေးတွေဝယ်နိုင်ရင်လည်းအကောင်ပေါ့ဗျာနော်အဲ့လိုမျိုးတထွာချင်းတမိုက်ချင်းပြိုင်နေရတဲ့မြန်မာနိုင်ငံမှာလာကိုအချင်းချင်းကြားမှာကိုနိုင်ငံကိုအရန်တိုးတက်နေတာလို့ထင်နေကြတယ်အဲ့တော့စစ်တပ်ရဲ့ဥဆောင်မှုနိုင်ငံရဲ့ဥဆောင်မှုရဲ့အောက်မှာကျွန်တော်နိုင်ငံအခုဆိုလို့ရှိရင်လာအိုဆိုနိုင်ငံမျိုးတောင်မှပဲသွားပြီးတော့ဆရာခေါ်နေရတယ်လာအိုဆိုနိုင်ငံမျိုးမှာပဲကျွန်တော်မြန်မာနိုင်ငံသားတွေသွားရောက်ပြီးအလုပ်လုပ်နေရတာဟာနော်မြန်မာနိုင်ငံဟာတဖြည်းဖြည်းနဲ့ဇောက်ထိုးမိုးမြောင်ကျနေပြီလို့သိရမှာပါနော်ဥမင်းအွန်လိုင်းအနေနဲ့လည်းနိုင်ငံကိုဇောက်ထိုးမိုးမြောင်ထပ်ကျသွားအောင်ဥဆောင်နေတဲ့သူတယောက်ပါပဲအဲ့တော့သူ့ရဲ့အခုလာအိုခီးစဉ်မှာလုတ်သမျှအရာတွေနိုင်ငံတကာကိုသွားပြီးလုတ်သမျှအရာတွေအားလုံးကိုခဏသိစရာတွက်ချက်ကြည့်လိုက်ပါတနည်းအားဖြင့်ဥမင်းအွန်လိုင်းအားပေးထောက်ခံသူတွေနော်အဘအားပေးထောက်ခံသူတွေကိုစိတ်ကြည်နပ်အောင်ပောက်ကရထိုင်ပြီးတော့ပောက်ကရထိုင်ပြောနေတာဆိုလို့ရှိရင်မမားပါဘူးနော်အဲ့တော့ဘာကြောင့်လဲဆိုတော့ဟာငါတို့ဘဘကြီးကဒါကြီးလုံနိုင်တယ်ဟာငါတို့ဘဘကြီးကနိုင်ငံတကာနဲ့ဆက်ဆံရေးတိုးတက်အောင်လုပ်နိုင်တာနိုင်ငံတကာဆက်ဆံရေးတိုးတက်အောင်လုပ်နေမှာနိုင်ငံတကာဆက်ဆံရေးကငကိုတွေကရှိထားပြီးသားနော်ရှိပြီးသားဟာကိုသူအတင်းအဓမ္မနိုင်ငံရေးမှာအာဏာဝင်ယူလိုက်တဲ့အတွက်ကြောင့်မို့လို့နိုင်ငံတွေကနောက်ဆုတ်သွားပြီးတော့အခုမှအိမ်တိုင်းရင်းစီပြန်ပြီးစုနေလာအိုစ်နိုင်ငံလေးသွားရတာအိန္ဒိယလေးသွားရတာတရုတ်ကလေးသွားရတာထိုင်းလေးသွားရတာနောက်ကမ္ဘောဒီးယားလေးလာပါလိမ့်မယ်နော်ဒီနိုင်ငံလေးသွားရတာကိုဂုံယူနေစရာမဟုတ်ဘူးဗျာနော်အဲ့တော့လက်ချိုးရည်လို့ရတဲ့နိုင်ငံလောက်ကိုသွားနေတဲ့အခြေအနေပါနော်နောက်တစ်ခုကတော့အပေခံနိုင်ငံချင်းချင်းပေါ့ဗျာနော်ဒီဘယ်လာရုစ်တို့မြောက်ကိုရီးယားတို့အီရန်တို့ဒီလိုနိုင်ငံမျိုးတွေနဲ့ချိတ်ဆက်ဆံတဲ့ကိုဂုံယူစရာလို့ထင်နေမှာပဲအမှန်တကယ်တော့ကျွန်တော်တို့ဒါတွေဆိုတာတနည်းအားဖြင့်တရုတ်ကလွဲလို့ပေါ့တရုတ်နဲ့ရုရှားကလွဲလို့ပေါ့တရုတ်ရုရှားအိန္ဒိယကျန်တဲ့နိုင်ငံတွေကတော့အဲ့လောက်ထိတော့မဟုတ်ပါဘူးနော်မင်္ဂလာပါအဲ့တော့အခုမစားရဝခမန်းပြောနေတဲ့ကိစ္စတွေရှိပါတယ်အဲ့ဒါဘာလဲဆိုတော့မြန်မာနဲ့လာအိုစ်နဲ့ကဒီမဲခေါင်မြစ်ဒေသကကျွန်တော်တို့မြန်မာတို့လာအိုစ်တို့ကမ္ဘောဒီးယားတို့ဗီယက်နမ်တို့တရုတ်ကနေပြီးတော့စီစဉ်လာတယ်ကျွန်တော်တို့ဒါဟိုဗီယက်နမ်အထိပေါ့နော်ကမ္ဘောဒီးယားတွေစီစဉ်သွားတယ်အဲ့တော့လာအိုစ်နဲ့မြန်မာနဲ့ကြားထဲမှာလဲတနည်းအားဖြင့်ကျွန်တော်တို့မိုင်150လောက်ပေါ့မိုင်150လောက်ကျွန်တော်တို့ကမဲခေါင်မြို့ share ထားတာဟုတ်အဲ့ဒီမှာဓာတ်အားမြင့်ဓာတ်အားပေးပေါ့ဓာတ်အားထုတ်လုပ်ဓာတ်အားတွေထုတ်လုပ်တယ်ပေါ့နော်လျှက်စစ်ဓာတ်အားထုတ်လုပ်တဲ့ project ကြီးတွေတိစောက်ဖို့ဆိုပြီးတဲ့ပုံစံမျိုးတွေပေါ့ဒါတွေကိုလုပ်တော့မယ်ဆိုတဲ့ပုံစံမျိုးတွေပေါ့ဘယ်လိုခေါ်မလဲကျွန်တော်တို့စူးစမ်းမယ်လေ့လာမယ်ဆိုတဲ့ပုံစံမျိုးဆိုတဲ့အခါကျတော့လာအိုနိုင်ငံကိုသွားပြီးတော့မဖြစ်နိုင်တာတွေမဟုတ်နိုင်တာတွေပေါက်ကရထိုင်လောက်လာတာနဲ့ဘာမှမထူးပါဘူးเนาะအဲ့တော့တနည်းအားဖြင့်ခင်ဗျားတို့စိတ်ချမ်းသာရလေအောင်ခင်ဗျားတို့ပျော်ရွှင်ရလေအောင်သူ့ရဲ့သူ့ကိုအားပေးထောက်ခံတဲ့သူတွေအားလုံးကိုပေါ့နော်ဟိုလူထင်ကြီးအောင်ပေါ့နည်းနည်းရှိန်သွားအောင်လို့လုပ်ပြတဲ့ပုံစံထက်ဘာမှမထူးပါဘူးအဲ့ဒါဘာလဲဆိုရင်ဒီပေါ့မဲခေါင်မြစ်ထဲမှာတအားပေးစိတ်ယုံကြီးတွေတိဆောက်ဖို့ကြိုးစားမယ်ဆိုတဲ့ခါကျတော့စဉ်စဉ်စားစားလည်းပြောပါအဲ့တအားပေးစိတ်ယုံကြီးတွေတိဆောက်ရဖို့အတွက်ပေါ့နော်ဖြစ်နိုင်မလားမဖြစ်နိုင်မလားပေါ့နော်အဲ့တော့မဖြစ်နိုင်ဘူးကပို့ပြီးတော့ရာခိုင်နှုန်းများပါတယ်နောက်တစ်ခုကယုံကြည်မှုပေါ့ဒီတအားပေးစိတ်ယုံကြီးတွေပေါ့ရေအားလျက်စိတ်ယုံကြီးတွေကိုတိဆောက်ရေကာတာကြီးတိဆောက်မယ်ဟဲ့ဆိုလို့ရှိရင်ဘယ်သူကဘယ်နိုင်ငံပတ်စံရမှာကမ္ဘာ့ဘဏ်ကလည်းရမှာမဟုတ်ဘူးအများဆုံးတရုတ်ကနေပေးရင်ပေးမပေးလို့ရှိရင်တခြားပေါ့တခြားငွေရမ်းပေါ်နေတဲ့ဒီငွေမဲတွေငွေဖြူတွေကလာတဲ့ငွေကြေးပဲရပါလိမ့်မယ်နော်တရုတ်ပတ်စံနဲ့ဒီလိုမျိုးပဲတိဆောက်လို့ရမှာအဲ့တော့ငွေကြေးထောက်ပံ့မှုအဖြစ်လဲဒီ project တွေဟာဖြစ်နိုင်ဖို့မလွယ်ဘူးအဲ့ဒါကိုနိုင်ငံတော်သတင်းမှန်ပြန်ကြားရေးဆိုတဲ့သူတွေကလည်းတအားကိုပေါ့နော်မစားရဝခမန်းနေပြောနေတာအမှန်တကယ်ကဖြစ်လာဖို့ဖြစ်နိုင်မဖြစ်နိုင်ဆိုတာလေ့လာဖို့အတွက်နှစ်ယောက်သာကော်ဖီတောက်ပြီးတော့နော်တခြားပြောစရာမရှိတဲ့အတွက်ကြောင့်မို့လို့ထိုင်ပြောခဲ့တာပဲရှိတယ်အမှန်တကယ်ကလုံးဝမဖြစ်နိုင်တာတွေထိုင်ပြီးတော့ပြောသွားတာပါနော်ငွေကြီးဒီ funding အဖြစ်လည်းဘလို့မှမဖြစ်နိုင်ဘူးလေဒါကနံပါတ်1ချက်နံပါတ်2ချက်အနေနဲ့ဒီမဲကောင်မြစ်မှာတို့ကလှုပ်ချင်တိုင်းလှုပ်မှာတော့အောက်မှာရှိနေတဲ့နိုင်ငံတွေကခံမလားဗျဟုတ်တယ်မလားအောက်မှာရှိနေတဲ့ကမ္ဘောဒီးယားတို့ဗီယက်နမ်တို့ဒီနိုင်ငံတွေကပြောတော့မှာပေါ့တို့လှုပ်ချင်တိုင်းလှုပ်လို့မရဘူးလေဒီမဲကောင်မြစ်ကအားလုံး share ထားတာဖြစ်တယ်အဲ့တော့ကြောင့်မို့လို့အဲ့ဒီမှာလည်းလုံးဝမဖြစ်နိုင်တာတကြောင်နောက်တစ်ခုကကျွန်တော်တို့ဘယ်လိုတဘာဝပတ်ဝန်းကျင်အားဖြစ်တယ်ပျက်စီးမဲ့အရေးတွေကျွန်တော် AR မြစ်ကြီးပိတ်တယ်လို့ပေါ့ဗျာ AR မြစ်ကိုပိတ်ပြီးတော့ဆယ်ဆောက်တယ်လို့ပေါ့နော်ဆယ်ဆောက်တယ်ဒါအပိစိတ်အောင်ဆောက်တယ်လို့အဲ့ဒီဗီယက်နမ်တို့ဘာတို့ကလည်းလက်ခံမဲတယ်လားဗျာနော်အဲ့ဒီအတွက်ကြောင့်မလို့တော့အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့မဖြစ်နိုင်တာတွေကိုသွားပြီးတော့အချိန်ကုန်လာတယ်လို့ပဲကျွန်တော်တို့ယူဆရမှာပါနော်ဒါတွေဖြစ်နိုင်လားမဖြစ်နိုင်လားဆိုတာ